ပြောစရာ မိပါတယ်နဲ့အကယ်လို့သဘောတူထားတဲ့အတိုင်းသူ့တွေကိုအကယ်လို့ခုဆင်းလာခဲ့တာသမီးရဲ့ ခေါင်းကစူးသဘောကျနေဘာကူကြီးရောက်လေကျွန်တော်ဘာကူကြီးကဖနက်ခရီးဖြစ်တယ်ဟောဒါမြန်လွယ်လေးဗျာသူ့ဖနက်ကိုရအောင်ယူလိုက်သူစီးရဲ့ဖနက်နံပါတ်မသိဘူးဖြစ်မလားဂျာနေမှတ်မလားလို့ မရှိအောင်မရဲ့မရှိကြကြဘာမှမရှိဘူးဒီခန်းထဲကိုဖနှက်ချိမဲ့တော်သွားတယ်သေပါပြီ မဟာပြောစရာ ဒီပုံစံတိုင်းဆက်အိတ်နေတော့အုံလွယ်တော့ အန်ဒီဝင်ဘာလို့ပြရမလဲ အဲ့လိုမိလိုက်ရှင်ထဲမှာပူပြီးခါခက်တယ်မဝင်းရဲ့ ဟိုလေအန်ဒီဝင်ရဲ့တူတော့ဖြစ်တာဆိုတော့တရားရှိရလေ ဟိုရမျက်နှာကိုတက်ရိုက်ဖို့ပဲကြံတော့လေ အပတ်စဉ်တနင်္လာနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့သတင်းကောင်းလေးပါလိုက်ပြရစီခင်ဗျာမဟာပြောစရာ